စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကလေးစစ်သားတွေကိုစုတောင်းအသုံးချမှုမြင့်တက်လာတာကြောင့်မြန်မာစစ်တပ်ကိုကုလသမဂ္ဂရဲ့နိုင်ငံတကာ list of shame စာရင်းနဲ့ထည့်သွင်းလိုက်တယ်လို့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch HRW ကဇွန်လ20ရက်နေ့မှာထုတ်ပြန်ပါတယ်။မြန်မာစစ်တပ်ဟာစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်အသက်သွင်းပြီးတဲ့နောက်ကလေးစစ်သားစုဆောင်းအသုံးချတာတွေမြင့်တက်လာတာဖြစ်ပြီးအ ਨੇ ဆုံးအသက်12နှစ်ဝန်းကျင်ရှိသူတွေကိုပါစစ်သားအဖြစ်အသုံးချခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဇွန်လ19ရက်နေ့ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ရုံးရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံအတွင်းလက်နက်ကင်ပဋိပက္ခတွေကြောင့်ကလေးတငယ်တွေအပေါ်ကျူးလွန်မှုပေါင်း2138ခုကိုအတည်ပြုနိုင်ခဲ့ပြီးနောက်ထပ်1200ခန့်ကိုလည်းစစ်ဆေးနေဆဲဖြစ်တယ်လို့ပါရှိပါတယ်။မြန်မာစစ်တပ်နဲ့လက်အောက်ခံတပ်ဖွဲ့တွေကကလေးတွေကိုပေါ်တာဆွဲဖမ်းဆီးကစစ်သားအင်အားအဖြစ်အသုံးပြုနေပြီးအထူးသဖြင့်ရှေ့တန်းစစ်မြေပြင်မှာလမ်းပြဒါမှမဟုတ်လူသားတိုင်းအနေနဲ့တာဝန်ပေးအသုံးချနေတယ်လို့အရက်ဖက်အဖွဲ့အစည်းတွေရဲ့သတင်းချက်လက်တွေကသိရပါတယ်။2024ခုနှစ်ဧပြီလကနေစတင်ခဲ့တဲ့စစ်ကောင်စီရဲ့စစ်မှုထမ်းစုဆောင်းမှုအပတ်စဉ်14ကိုရောက်ရှိနေပြီဖြစ်ကတတုတ်ကိုလူ9000ခန့်နဲ့စုစုပေါင်း9000ခန့်ရှိပြီဖြစ်တယ်လို့ HRW ကဆိုပါတယ်။မြန်မာနိုင်ငံမှာအကြမ်းဖက်တဲ့အခြေအနေတွေအံ့ဩလောက်အောင်တိုးပွားလာနေပြီးအထူးသဖြင့်မြန်မာစစ်တပ်ကအဓိကကျူးလွန်နေတာဖြစ်တယ်လို့ကလေးများနှင့်လက်နက်ကင်ပဋိပက္ခဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဗာဂျီနီယာဂမ်ဘာကလည်းဧပြီလအတွင်းမှပြောဆိုထားပါတယ်။